content writing လောကတွေကိုဝင်ဖို့စိတ်ဝင်စားနေပြီလားကောင်းပြီဒီမှာတော့အစကနေစပြီးတော့တည်ထားရမယ့်အဓိကအချက်တွေကိုတစ်ခုချင်းစီရှင်းပြပေးသွားမှာပါ content writer တယောက်ဖြစ်လာဖို့စိတ်ကူးဘူးလားဒါမှမဟုတ်အဲ့ဒီလမ်းကြောင်းပေါ်လျှောက်ဖို့စဉ်းစားနေတာလားဟုတ်တယ်ဆိုရင်တော့ဒါကအစဖြုတ်ဖို့အတွက်အကောင်းဆုံးလမ်းညွှန်တစ်ခုဖြစ်လာမှာသိချပါတယ်ကဲဒါဆိုရင်အခြေခံအကြောင်းဆုံး main ဟွန်လေးကနေပဲစားလိုက်ကြတာပေါ့နော် content ဆိုတာဘာကြီးလဲပြီးတော့ content writing ဆိုတာကတော့ဘာကိုပြောတာလဲ content ဆိုတာကလေတကယ်တော့အရင်ခေါင်းရှုပ်စရာမရှိပါဘူး online မှာမြင်နေရတဲ့ကြားနေရတဲ့အရာအားလုံးဟာ content ပါပဲဟုတ်တယ်အဲ့ဒီပိတ်ဆိုင်ရှာနေ TikTok ဗီဒီယိုတွေကစလို့ Facebook ပေါ်ကအလွတ်ခေါ်စာတွေတင်တန်း website တွေအထိအားလုံးဟာ content တီးချိပါပဲ Okay ဒါဆို content writing ကကြတော့ရောအဲ့ဒါကတော့ခုနပြောရဲ့ content တွေကိုလူတွေစိတ်ဝင်စားအောင်ဖတ်လို့ကောင်းအောင်နားလည်လွယ်အောင်ပုံဖော်ဖန်တီးပေးတဲ့ကျွမ်းကျင်မှုပညာရပ်တစ်ခုပေါ့ blog post တွေ social media caption တွေ video script တွေရဲ့နောက်ွယ်ကအထူးလဲရပေါ့ content writer လောကထဲဝင်ပြီဆိုရင်လေအများရန်လို့လူတွေရောထွေးနေတဲ့အရာနှစ်ခုရှိလေအဲ့ဒါကတော့ content writing နဲ့ copywriting ပါပဲကဲသူတို့နှစ်ခုဘယ်လောက်တောင်ကွာခြားလဲဆိုတာတစ်ချက်ကြည့်လိုက်ကြရအောင်အဓိကအကျိုးဆုံးခွာခြားချက်ကရည်ရွယ်ချက်မှတင်ခွာနေတာပါ content writing ရဲ့ပန်းတိုင်ကပရိသတ်ကိုအသိပညာပေးမယ်သူတို့နဲ့ရေရှည်ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်မယ် copywriting ကတော့အဲ့လိုမဟုတ်ဘူးသူ့ရဲ့ရည်ရွယ်ချက်ကရှင်းရှင်းလေးဝယ်တာမျိုးစည်ရင်းသွင်းတာမျိုးတခုခုကိုချက်ချင်းလုံးဆောင်လာအောင်တိုက်တွန်းဖို့ပဲဥပမာအနေနဲ့ content writing ကိုကြည့်ရအောင် content writer ကောင်းတဲ့ရောက်ဖြစ်ဖို့နီးလန့်၅ချက်ဆိုတာမျိုးပေါ့ရည်ရွယ်ချက်ကရှင်းနေတာပဲစာဖတ်တဲ့သူကိုတကယ်တမ်းဖို့ရှိရဲ့အသိပညာတစ်ခုခုပေးချင်တော့ copywriting ကျတော့အဓိကလှုပ်ဆောင်မှုပဲဥပမာဒီသင်တန်းကိုဒီနေ့ပဲစရင်သွင်းပြီး 25% ရှော့ဆေးရာယူလိုက်ပါဆိုတာမျိုးပေါ့သိလားချက်ချင်းအကောင့်အထဲပို့လောက်အောင်လှုပ်ရှားလောက်အောင်တိုက်တွန်းတဲ့အရေးအသားမျိုးကဲအခု content အမျိုးအစား၅မျိုးကြောင်းဆက်ပြောကြမယ်ဒါတွေက content writer တယောက်အတွက်မရှိမဖြစ်လက်နက်တွေလို့တောင်ပြောလို့ရပါတယ်ပထမဆုံးအမျိုးအစားတော့ educational content ပါသူ့နာမည်လေးအတိုင်းပါပဲပရိသတ်ကိုအသိပညာတစ်ခုခုတိုးပွားသွားစေဖို့ရည်ရွယ်တယ်ကဲဘယ်လိုရည်ရမလဲကြည့်လိုက်ရအောင်အဓိကကတော့အသစ်အစမ်းတစ်ခုခုကိုသင်ပေးဖို့ပါပဲ blog တွေ TikTok တို့ YouTube တို့မှာဆိုဒါမျိုးတွေအတော်များကြတယ်ရည်တဲ့ပုံစံကလည်းရှင်းရှင်းလေးပဲပြဿနာတစ်ခုကိုအရင်ရှင်းပြမယ်ပြီးရင်ဖြေရှင်းနည်းကိုအစင်းလိုက်လေးဖော်ပြပေးမယ်နောက်ဆုံးမှတော့ save လုပ်သွားဖို့ follow လုပ်သွားဖို့တိုက်တွန်းတဲ့ call to action နဲ့အဆုံးသတ်လိုက်ရုံပါပဲဒုတိယမျိုးစာဒါကတော့လူတိုင်းနှီးပါကြိုက်ကြတဲ့ entertaining content ပါပရိသတ်ကိုပျော်ရွှင်စေပြီးတော့ခဏတာလေးဖြစ်ဖြစ်အပန်းဖြေနိုင်အောင် fan တီးပေးတာမျိုးပေါ့သူရဲ့ရည်ရွယ်ချက်ကပရိသတ်ကိုအလုပ်တွေရှုပ်နေတဲ့ကြားကခဏလောက်အနားရသွားစေဖို့ပါ TikTok တို့ Reels တို့ meme page တွေကသူ့ရဲ့အဓိကနေရာတွေပေါ့ရေးတိတ်ကမှာတော့စိတ်ဝင်စားစရာအကြောင်းရလေးနဲ့စလိုက်ဟာတာလေးနည်းနည်းနော်လိုက်ပြီးတော့လူတွေမတ်မတ်ရရဖြစ်သွားစေမယ့်အဆုံးသတ်မျိုးနဲ့ပြလိုက်ကြအကောင်းဆုံးပါပဲသုံးခုမြောက်အမျိုးအစားကတော့ persuasive content ပါဒါကိုလေ content writing နဲ့ copywriting ကြားကတရားသစင်းလို့တော့တင်စားလို့ရတယ်ဘာလို့လဲဆိုတော့အကြောင်းရှိပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကစာဖတ်သူကိုတခုခုလုပ်လာအောင်စီယုံဖို့ဆွဲဆောင်ဖို့ပါပဲ product description တွေတင်နန်းကြော်ညာတွေမှာဒါမျိုးတွေအများကြီးတွေ့ရမှာပါရေးတဲ့အခါမှာအချိုးကျေးဇူးတွေကိုအဓိကထားပြီးဖော်ပြရတယ်ပြီးတော့ join now တို့ buy now တို့လိုရှင်းလင်းပြတ်သားတဲ့ call to action နဲ့အဆုံးသတ်ရပါတယ်နံပါတ်၄ကတော့စိတ်ခံစားချက်ကိုတည့်ရိပ်ထိနိုင်တဲ့ inspirational content ပါဒါကကိုရေးကိုယ်တာဇလန်းတွေကနေတဆင့်ပရိသတ်နဲ့စိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုတစ်ခုကိုတည်ဆောက်တာမျိုးပါဒီ content မျိုးကလေတွေကိုစိတ်တက်ခွန်အားပေးဖို့မျှော်လင့်ချက်တည်ပေးဖို့အတွက်ပါအထူးသဖြင့် personal branding တည်ဆောက်နေတဲ့သူတွေတက်ဆွင့်အောင်အရန်ကိုအစွမ်းထပ်ပိုင်းကိုယ့်ရဲ့တကယ်အတွေ့အကြုံကိုကြုံခဲ့ရတဲ့စိန်ခေါ်မှုနဲ့အဲ့ဒီအထက်ကနေရောက်လိုက်တဲ့သင်ခန်းစာတွေကိုရင်ဖွဲ့မျှဝေရတာမျိုးပါပဲနောက်ဆုံးမျိုးစာဒါပေမဲ့အစွမ်းအထက်ဆုံးလို့ပြောရင်လည်းမမားဘူးအဲ့ဒါကတော့ storytelling content ပါဒါကတော့ရှင်းရှင်းလေးဇလန်တပုတ်လို့ပြောပြပြီးပရိသတ်ကိုဖန်ဆားလိုက်တာမျိုးပါဘာလို့လဲဆိုတော့လေလူတွေကဇလန်လေးကိုတဘာဝအတိုင်းကိုညှစ်သက်ကြတယ်ဇလန်ပုံစံနဲ့ပြောပြလိုက်တဲ့အခါအချက်အလက်တွေကပိုပြီးစိတ်ဝင်စားစရာကောင်းသွားတယ်လို့အလွယ်တကူလေးမှတ်မိသွားစေတယ် blog ဒီ podcast တွေမှာဒါမျိုးကိုကောင်းအောင်အသုံးချကြတယ်ပုံစံကတော့စကောင်ဒီလောင်ရဲ့ပြဿနာနဲ့အရင်စမယ်ပြီးလို့သူဘယ်လိုတွေစူးစမ်းကြော်ဖြည့်ပြီးပြောင်းလဲသွားတယ်ဆိုတာနဲ့အဆုံးသတ်တာမျိုးပေါ့ကဲ content မျိုးစားတွေတော့တီးသွားပြီဒါဆို content ကောင်းတွေချစ်လာအောင်တကယ်တမ်းဘယ်လိုရေးရမလဲဆက်ကြည့်ရအောင် content ကောင်းတွေရေးဖို့အတွက်အဓိကတော့ချက်ကအဆင့်၃ဆင့်ပဲရှိပါတယ် number 1ကိုပရိသတ်ကိုတိတိကျကျသိပါသူတို့ဘယ်သူတွေလဲဘာကိုစိတ်ဝင်စားလဲဘာပြဿနာတွေရှိလဲဒါတွေကိုနားလည်ထားမယ် number 2တက်ခဲကိုတန်ဖိုးရှိတာတစ်ခုခုပေးပါ
သူတို့သိကျင်နေတဲ့မေခွန်းတွေကိုဖြေပေးနိုင်ရမယ်။နောက်ဆုံးနံပါတ်3ကိုယ့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံကိုမျှဝေပါ။ဒါကယုံကြည်မှုကိုတိစောက်ပေးမဲ့အရေးကြီးဆုံးအချက်ပါပဲ။ ဒါဆိုဒီကျွမ်းကျင်မှုကဘာတွေပြန်ပေးနိုင်မလဲအများကြီးပါပဲပရိသတ်နဲ့ခိုင်မာတဲ့ယုံကြည်မှုတည်ဆောက်ပေးနိုင်တယ်ကိုယ့်ကိုအားပေးတဲ့ community တစ်ခုဖန်တီးပေးနိုင်တယ်ရေရှည်မှာခိုင်ခိုင်မာမာရည်တည်နိုင်မဲ့ brand တစ်ခုဖြစ်လာစေတယ်ဒါတွေပြင် digital marketing နယ်ပယ်မှာ freelance အခွင့်အလမ်းပေါင်းများစွာအတွက်တကအခွင့်ပေးနိုင်ပါတယ် ကဲဒါကတော့ content writing ရဲ့အခြေခံမြေပုံကျမ်းတစ်ခုပါပဲအခုအရေးကြီးဆုံးမေးခွန်းကတော့ပထမဆုံးအနေနဲ့ဘလို့ဆက်လက်မျိုးကိုကဘာကြီးကိုပြောပြချင်လဲဆိုတာပါပဲစပြီးတော့ဖန်တီးလိုက်ကြရအောင်